1850ကျော်ကာလာတွေရဲ့ပူပြင်းတဲ့နေ့လည်ခင်းတစ်ခုမှာအေယာဝတီမြစ်ရေဟာငြိမ်သက်နေပုံရပေမဲ့မြစ်အောက်ခြေမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုဂိမ်းအောင်နေခဲ့ပါတယ်။ကနောင်မင်းသားကြီးဟာမြစ်ကမ်းတစ်ဖူးကယာယီတဲနန်းထဲမှာရပ်နေရင်ဝေးလံတဲ့အရက်ကတက်လာတဲ့မီးခိုးတန်းတွေကိုမျက်တောင်မခတ်တန်းကြည့်နေခဲ့တာပေါ့။ဒါဟာအင်္ဂလိပ်တို့ရဲ့ခင်တန်ချက်ကကင်းမိုးတွေကျူးကျော်ဝင်ရောက်လာတဲ့လက္ခဏာပဲဖြစ်ပါတယ်။မင်းသားကြီးရဲ့ဘေးမှာတော့နီးပညာဖော်မြူလာတွေရေးမှတ်ထားတဲ့ပရပိုက်ကိုကင်ထားတဲ့မောင်ဖူးလိုက်ဟာစိုးရိမ်တကြီးနဲ့အင်းရှိအချိန်ကြီးပြီလို့တတိပေးလိုက်ပါတော့ကနောင်မင်းသားကြီးကတင်းငိမ်တဲ့အတန်နဲ့ဖိုးလိုက်ငါတို့ရဲ့ဒီစမ်းသပ်မှုဟာပါမန်ပေါက်ကွဲမှုတစ်ခုမဟုတ်ဘူးဒါဟာမြန်မာတွေမှာလည်းအုံနောက်ရှိတယ်ဆိုတာကိုကပားကိုပြရမယ်ပွဲပဲလို့ပြန်ပြောလိုက်ပါတယ်မင်းသားကြီးရဲ့လက်ထဲမှာတော့ကြီးမှန်းကျိုးငယ်တစ်ခုကိုစုပ်ကင်ထားပြီးသူ့ရဲ့မျက်လုံးတွေကတော့စိတ်အားထက်သန်မှုနဲ့တောက်ပနေခဲ့တာပေါ့မြက်လေမှာတော့ British တို့ရဲ့နီနီးစက်တင်မောကြီးဟာအားကိုတကြီးနဲ့ခန့်ခန့်ညံ့ညံ့မောင်းနေတာသူတို့ရှိမှဘလို့ထောင်းချောင်းမျိုးစောင့်ကြိုနေလေဆိုတာအိမ်မက်တော့မမှတ်မိကြပါဘူးအားလုံးအဆင်သင့်မဲလားလို့မင်းသားကြီးကမေးလိုက်တဲ့အခါမောင်ဖိုးလိုင်ကအဆင်သင့်ပါဗျာရေအောက်မိုင်းတွေကပြည်တခြားတင်မောတွေရဲ့လမ်းကြောင်းတဲ့တဲ့မှာရှိနေပါပြီလို့ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအင်္ဂလိပ်တင်မောကြီးကတတ်မှတ်ထားတဲ့နေရာကိုရောက်ရှိလာပြီမင်းသားကြီးကသူ့လက်ထဲကခလုတ်ကိုပြက်ပြက်သားသားပဲနှိပ်ချလိုက်ပါတယ်တလောကလုံးတုံဟီးသွားစီနဲ့ပေါက်ကွဲမှုကြီးကတော့ဘယ်သူမှထင်မှတ်ထားတဲ့အချိန်မှာစတင်လာခဲ့တာဘုံဆိုတဲ့မြေကဘာတုံဟီးသွားစီတဲ့အတန်ကြီးနဲ့ဒီဘုရားကြီးကိုကောင်းကင်ကြီးမြင့်တက်သွားကနောင်မင်းသားကြီးတီထွင်ထားတဲ့ရေမြုပ်ပေါ်မှာ British တင်မောကြီးရဲ့ပေပိုင်းအနီးမှာကပ်ပြီးပေါက်ကွဲသွားခဲ့တာရေလိုင်းကြီးကတိုင်တမလုံးဆောင်မြင့်တက်လာပြီးအင်္ဂလိပ်ရဲ့တန်ချက်ကတင်မောကြီးကိုအယုတ်ကလေးတစ်ခုကိုမြင့်တက်ရင်းခွဲသွားစေတယ်ဘောတော့ဒီစစ်စစ်နဲ့တင်မောသားတွေဘာဖြစ်သွားမှမသိလိုက်ပဲတယောက်ပေါ်တယောက်ထက်ပြက်သွားလေးကြကုန်ကြပါတော့ဟောကြည်စမ်းဖိုးလိုက်ငါတို့ရဲ့ရမ်းမုံတွေကအနောက်တိုင်းသားတွေကိုစကားပြောနေပြီလို့မင်းသားကြီးကပြုံးရင်းဆိုလိုက်ပါမောင်ဖိုးလိုက်ဟာလေရင်တပူပူနဲ့မြင့်လေကမြင်ကွင်းကိုမြည်ကြည့်နေတာပေါ့တင်ဘောပေါ်မှာတော့စူညံပွက်လောရိုက်နေပြီတော်ပီတိုလို့အော်ဟစ်နေကြတဲ့ဒီတီရှာတွေရဲ့အတန်တွေကမြေကမ်းအထီတော့ကြားနေရပါမယ်သူတို့အလွန်အမင်းအထင်သေးထားတဲ့မြန်မာတွေစီကနဲ့ဒီလိုခစ်မိတဲ့ရေအောက်လက်နက်မျိုးထွက်လာလိမ့်မယ်လို့တကပါလုံးကယုံကြည်ထားခဲ့ကြတာမဟုတ်ဘူးလေအင်္ဂလိပ်တင်ဘောကြီးရဲ့ကပတိန်ဟာပျက်စီးသွားတဲ့ပဲပိုင်းကိုကြည့်ပြီးမျက်နှာတစ်ခုလုံးဖြူရော့သွားခဲ့ရပါတယ်နောက်ထပ်ဘယ်နှလုံးများမြင့်အောင်မှရှိနေအောင်မလဲဆိုတဲ့အတွေးကသူတို့ကိုတေမင်းနဲ့ရင်ဆိုင်နေရတယ်လို့ခန်းစားလိုက်ရစီတာချက်ချင်းနောက်ပြန်လက်မြန်ဆိုးခွာကြဆိုတဲ့အမိန့်တန်ဟာပြပြတလေထွက်ပေါ်လာပါတော့တယ်ကနောင်မင်းသားကြီးကတော့လက်ထဲကခလုတ်ကိုချလိုက်ပြီးခံရတဲ့ကိုဟန်နဲ့မြစ်ပြင်ကိုစိုက်ကြည့်နေခဲ့တာတကယ်ကိုရင်သက်ရှူမောပွဲမြင်ကွင်းတစ်ခုပါပဲဗြိတိရှတို့ရဲ့တင်းဘောအုပ်စုစုခွာသွားပြီးနောက်မှာတော့ရန်ကုန်ကအင်္ဂလိပ်မင်းကြီးရဲ့ရုံးခန်းထဲမှာတင်းမာမှုတွေအထွတ်အထိပ်ကိုရောက်နေခဲ့ပါတယ်ဒါဟာမဖြစ်နိုင်တာမြန်မာတွေမှာဒီလိုဟစ်စစ်စနစ်သုံးရေမြုပ်ဘုံမျိုးရှိနေတာဟာဒုအင်ပါယာအတွက်ကြီးမားတဲ့ချင်းချောက်မှုပဲလို့ဗြိတိရှစစ်ဗိုလ်ချုပ်ကဒေါသတကြီးနဲ့အော်ဟစ်နေကြတာသူတို့ဟာမြန်မာတွေကိုဓာတ်နဲ့လှမ်းပဲကင်တက်တဲ့လူမျိုးတွေကိုထင်မှတ်ခဲ့တာအခုတော့ကနောင်မင်းသားကြီးရဲ့တိတ်ပံပညာကသူတို့ရဲ့ရေတက်အာဏာဆက်ကိုစိန်ခေါ်လိုက်ပြီဆိုတာသူတို့ကောင်းကောင်းကြီးနားလည်ပါပါဒီတော့တွင်မန္တလေးနေပြည်တော်ရဲ့လက်နက်စစ်ရုံထဲမှာတော့မင်းသားကြီးနဲ့မောင်ဖိုးလိုင်တို့ဟာအောင်မြင်မှုကိုအေးအေးဆေးဆေးမခံစားနိုင်သေးပါဘူးဖိုးလိုင်သူတို့ပြန်လာအောင်ပါဒီတခါတော့ဒီထက်ပိုပြီးအင်အားကြီးတဲ့လက်နက်တွေနဲ့လာကြလိမ့်မယ်လို့မင်းသားကြီးကတန်ရီကြိုးဘိုးကြီးကြားမှာလမ်းလျှောက်ပြီးပြောလိုက်ပါတယ်မောင်ဖိုးလိုင်ကလည်းမှန်လားပါအခုဆိုရင်ကျွန်တော်တို့စီမှာပြင်သစ်နဲ့အီတလီကပညာရှင်အချို့လေးရောက်နေပြီဆိုတော့ရေမြုပ်ဘုံတွေကိုဒီထက်ပိုပြီးဝေးဝေးကနေထိန်းချုပ်လို့ရအောင်လုပ်ရပါမယ်လို့အကြံပြုခဲ့တာပေါ့ဒါပေမဲ့သူတို့မသိလိုက်တာကတော့အမောင်ထဲမှာတရှိုးတွေခြေချင်းလိမ်နေပြီဆိုတာပါပဲ British တို့ဟာကနောင်မင်းသားကြီးရဲ့ဒီလိုထူးခြားတဲ့တီထွင်မှုတွေကိုရပ်တန့်ဖို့ဆိုရင်စစ်တိုက်တာထက်နန်းတွင်းကညီအကိုချင်းတွေးခွဲတာကပိုထိရောက်မယ်ဆိုတာကိုသဘောပေါက်သွားကြပါတယ်ဒီမင်းသားသာရှိနေငါတို့မြန်မာပြည်အထက်ပိုင်းဘယ်တော့မှသိနိုင်မှာမဟုတ်သူ့ကိုဖေရှားပြစ်မှရမယ်ဆိုတဲ့လျှို့ဝှက်အစီအစဉ်ကြီးဟာအင်္ဂလိပ်တို့ရဲ့ရုံးခန်းထဲမှာစတင်အသက်ဝင်လာပါတော့လက်နက်ဆက်ရုံရဲ့ညချမ်းချိန်ဟာပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေခဲ့ပါတယ်မင်းသားကြီးကနောင်ဟာပရပိုက်ပေါ်မှာနီးပညာအသစ်တွေကိုရေးမှတ်နေရုပ်တရက်ဆိုသလိုစာကြည့်ခန်းအပြင်ဘက်ကခြေတံဖြော့ဖြော့ကြားလိုက်ရတာပဲ
မင်းသားကြီးဟာဓာတ်ကိုအသားအရဆုပ်ကန်လိုက်ဘသူလဲလို့ဟိန်းထွက်သွားတဲ့အတန်နဲ့မီးလိုက်တဲ့အခါအပေါင်နဲ့ကနေဝင်းလေးတော်တို့အတွင်းကိုပြပြနဲ့ထွက်လာခဲ့ပါတယ်သူဟာ British တို့စီကရွှေတင်းကားတွေနီးပညာလျှို့ဝှက်ချက်ကိုလဲလဲကျူးစားနေတဖြူတူဖြစ်နေတာပါမောင်မဲငါနိုင်ငံရဲ့အနာဂတ်ကိုဒီရွှေတင်းကားအချို့နဲ့ရောင်းစားဖို့ကြက်လာလားလို့မင်းသားကြီးကတည်ငြိမ်ပေမဲ့ကြောက်စရာကောင်းတဲ့အတန်နဲ့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမောင်ဖိုးလိုင်ဟာစစ်တီတော်အချို့နဲ့အတူရောက်လာပြီးအဲ့ဒီတူလျိုစီကနေဗြိတိရှတို့စီပေးပို့မဲ့လျှို့ဝှက်စာချုံလွာကိုတင်စီလိုက်ပါတယ်စာထဲမှာတော့နောက်ထပ်ဆန်းသက်မဲ့ရီမျိုးဘုံတီနေရာတွေကိုပေါ်ပြထားတာမင်းသားကြီးဟာတစ္ဆာဖောက်ကိုကြည့်ပြီးတက်ပြင်းချရင်ငါတို့ရဲ့ရန်သူဟာအပြင်မှာလည်းမရှိဘူးအထဲမှာလည်းရှိနေပါလားနာကျင်စွာပြောလိုက်ပါတယ်ဒါပေမဲ့မင်းသားကြီးဟာစိတ်ပြက်အားလျှော့မသွားခဲ့ပါဘူးသူဟာချက်ချင်းပဲအစီအစဉ်တစ်ခုကိုချမှတ်လိုက်ပါတယ်ခိုးလိုက်သူတို့တိထားတဲ့နေရာတွေကိုပြောင်းပြရမယ်ငါတို့ရဲ့နောက်ဆုံးစမ်းသပ်မှုကြီးကိုဒီညမှာပဲလုပ်မယ်လို့အမိန့်ပေးလိုက်တာပေါ့မိုးသက်လေးတွေကြားမှာမင်းသားကြီးကိုယ်တိုင်လှီငယ်တစ်စင်းနဲ့မြစ်လေကိုထွက်ခွာသွားတယ်အင်္ဂလိပ်တို့ရဲ့ထောက်လန်းရေးတွေမသိနိုင်တဲ့နေရာအသစ်တွေမှာပုံမပြင်းအားကောင်းတဲ့ရီမြုပ်ဘုံတွေကိုကိုယ်တိုင်ကိုကြဆင်းပြီးတက်ဆင်နေပါမယ်မိုးတောက်ရန်အလင်းရောင်ဟာအေယာဝတီမြစ်ပြင်ပေါ်ကိုဖြာကျလာတဲ့အချိန်မှာတော့ဗြိတိရှတို့ရဲ့စစ်တင်ဘောအုပ်စုဟာအင်အားအလုံးအရင်နဲ့ပြန်လည်ရောက်ရှိတာဒီတစ်ချိန်မှာတော့သူတို့ဟာအထင်မသေးတော့ပဲအမြောက်တွေအသင့်ပြင်းပြီးအလွန်အမင်းတတိထားပြီးမောင်းနေလာကြတာပေါ့ဒါပေမဲ့မင်းသားကြီးကနောင်ပြင်ဆင်ထားတဲ့တန်မဏိကြော့ဝင်းဆိုတာကသူတို့ထင်ထားတာတဲ့ပိုပြီးပါနာပါလေမင်းသားကြီးဟာမြစ်ကန်ကကိုးမြင့်တစ်ခုပေါ်မှာရက်နေရန်သူသင်းဘောတွေဟာသူကိုယ်တိုင်ညကချထားခဲ့တဲ့ဗဟိုချက်စုံမကိုရောက်လာမဲ့အချိန်ကိုတင်းငင်းစွာစောင့်ဆိုင်နေခဲ့ပါတယ်အခုပဲဖောက်ခွဲလိုက်တော့လူမင်းသားကြီးကအမိန့်ပေးလိုက်တဲ့အခါမောင်ဖိုးလိုက်ဟာလျှက်စစ်ခလုတ်ကိုအားကုန်ဖိချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲမြစ်လေကောင်မှာရေလုံးကြီးတွေဟာတလုံးပြီးတလုံးဆက်တိုက်ဆိုသလိုဝုန်းကနေပေါက်ခွဲထွက်ကုန်ပြီးရန်သူသင်းဘောတွေကိုဘေးပတ်လေကနေဝိုင်းပတ်ပိတ်ဆို့လိုက်ပါတော့တယ်ဒါဟာတကယ်ကိုရေအောက်ကမီးတောင်တွေပေါက်ကွဲနေတယ်လို့ပါပဲဗြိတိရှကပတိန်ကရှေ့ဆက်တိုးရင်လည်းပေါက်ကွဲမယ်နောက်ဆုံးရင်လည်းပေါက်ကွဲမယ်ဆိုတဲ့အခြေအနေမျိုးမှာလုံးဝကိုအကြောက်တရားဝင်ပြီးချက်ချင်းပဲအဖြူရောင်အလံကိုလွှင့်ထူကနောက်ကြောင်ပြန်ဆုတ်ခွာသွားကြပါတော့တယ်ကနောင်မင်းသားကြီးဟာဆုတ်ခွာသွားတဲ့ရန်သူတွေကိုကြည့်ပြီးကိုလာငါတို့ဒီနေ့အောင်နိုင်ခဲ့ပြီဒါပေမဲ့ငါတို့ရဲ့သိပ္ပံပညာကိုရက်တက်မထားကြနဲ့ဒီနေ့မှမြန်မာပြည်ဟာဒီထက်မကတိုးတက်ရမယ်လို့မိန့်ကြားခဲ့ပါတယ်ဒါဟာမြန်မာသမိုင်းမှာဤပညာနဲ့ဇာတိသွေးကိုပေါင်းစပ်အင်အားကြီးနိုင်ငံတွေကိုအလေးထိုးခဲ့တဲ့အံ့ဩဖွယ်ရာအခိုက်အတန့်ပါပဲကနောင်မင်းသားကြီးရဲ့ရေမြုပ်ဘုံတွေဟာအေယာဝတီမြစ်ရဲ့လှိုင်းလုံးတွေကြားမှာပျောက်ကွယ်သွားခဲ့တယ်သူ့ရဲ့စက်မှုတော်လှန်ရေးအိမ်မက်တွေကတော့ဒီနေ့အထိကျွန်တော်တို့ရဲ့ရင်ထဲမှာရှင်းတန်နေစေဖြစ်ပါတယ်ခင်ဗျာ